ကြိုက်တဲ့လူမိုးရအောင်လို့ပေါ့နော်ကလင်နာစ69ခုနှစ်ကနေပြီးတော့ထိပ်စီးတီနောက်ပေါင်းပေါ့နော်နေဦးကနန်းကထိပ်စီးတီနောက်ပေါင်းလို့ဖြစ်တဲ့နှစ်ပေါ့ထိပ်စီးတီနောက်ပေါင်းလို့ဖြစ်တယ်ဒီမှာစဖြစ်ပြီးတစ်နှစ်ထိပ်စီးငါမို့လို့နောက်ပေါင်းငါအဲ့ဒီငါဒီအလဲတိုင်းနဲ့ခွာငါကပုံနေအလဲတိုင်းနဲ့ထိပ်စီးငါဒီငါခါဒီခွာငါကတော့သူပုံနေပါမှာပဲနော်နောက်တစ်ခါထိပ်စီးဒီနောက်ပေါင်းထိပ်စီးနှစ်နောက်ပေါင်းနှစ်လို့ကြာအဲ့ဆိုဒီနှစ်ဒီခါနှစ်ခါနဲ့ခွာငါဒီမှာတော့ကျွန်တော်တို့ဒီနှစ်ခါကနော်သူဒီမှာနှစ်ခါမကြအောင်နော်နောက်တစ်နှစ်ခါလို့ကြာလိုက်တာနဲ့ဒီမှာခွာငါကြာတာပဲနော်ထိပ်စီးနဲ့နောက်ပေါင်းနှစ်မို့လို့နှစ်ခါဒီခွာငါနဲ့ကြာတယ်နောက်တစ်ခါထိပ်စီးပြီးနောက်ပေါင်းထိပ်စီးတစ်နောက်ပေါင်းတစ်မို့လို့ဒီတစ်ထိပ်ဒီတစ်ခါနဲ့ခွာငါကကြအဲ့ဒီကထိပ်စီးပြီးနောက်ပေါင်းထိပ်စီးကိုမနောက်ပေါင်းကိုအဲ့ဒါဒီကိုဒီခါခွာငါကိုခါနဲ့ခွာငါကိုခါနဲ့ခွာငါနော်အဲဒီမှာကျွန်တော်တို့ထိပ်စီးပြီးနောက်ပေါင်းဒီမှာဖြစ်ပြီးထိပ်စီးကိုမနောက်ပေါင်းကိုအဲ့ဒါဒီကိုထိပ်ဒီကိုခါနဲ့ခွာငါကိုခါနဲ့ခွာငါကြိုက်တဲ့လူမျိုးကြီးပေါ့နော်ဒါကတော့ငါးခန့်မှုနော်ဒီဥမာငါးထိပ်ဒီနောက်ပေါင်းငါမို့လို့ဒီငါးဒီခါနဲ့ခွာငါနှစ်ထိပ်ဒီနောက်ပေါင်းနှစ်မို့လို့ဒီနှစ်ဒီခါနဲ့ခွာငါတစ်ထိပ်နောက်ပေါင်းတင်မို့လို့တစ်ခါခွာငါကိုထိတ်နောက်ပေါင်းကိုမလို့ကိုခါခွာငါကြတာဒီကိုထိတ်ဒီနောက်ပေါင်းကိုမလို့ကိုခါခွာငါမွေးရင်လည်းလူမွေးပေါ့နော်နောက်တစ်ခုကအဲ့ဒီထိတ်စင်းကနောက်ပေါင်းငါလို့ကြားတဲ့နှစ်ထဲမှာသူကဘရိတ်ကစုံစီနီယန်နဲ့လာတာဘရိတ်လေးဘရိတ်နဲ့ဘရိတ်3ညဘရိတ်8ဘရိတ်6လို့လာတာအဲ့လာပြီးတော့သူကခါသည်ခွာပေါင်းနဲ့လာတာနော်ခါသည်ခွာပေါင်းနဲ့လာတာဒီ3ညဒီလုံးမိုင်နော်3ညဒီလုံးမိုင်ဘရိတ်က4နော်3ညလုံးမိုင်ဘရိတ်4ခါသည်ခွာပေါင်းနော်3ညလုံးမိုင်ပရိတ်လေးခါသည်ခွာပေါင်း3ညနှစ်နဲ့နော်ထွက်တယ်နော်3ညနှစ်နဲ့နောက်တစ်ခါမှာကျတော့4ပရိတ်ပြီးတော့2ပရိတ်2ဒီပရိတ်စုံစီနီယန်နော်သွားတာဒါလည်းစုံစီနီယန်သွားတာ3ည2ပုံကျော်တော့8လုံးမိုင်4ပရိတ်2ပုံကျော်တော့2ပရိတ်8လုံးမိုင်နဲ့2ပရိတ်ခါသည်ခွာပေါင်းနဲ့သွားတာဒီကပြီးတော့ဒီကမှာနော်8လုံးမိုင်နဲ့2ပရိတ်8လုံးမိုင်နဲ့2ပရိတ်6ခါသည်ခွာ6နဲ့သွားတာ868
ဒါပြီးပါနော်ပရိလေးပရိနှစ်ပွင့်လျှောတော့ပရိ3ညပရိ3ညလုံးမိုင်က3ညလုံးမိုင်10လုံးမိုင်ပြီးတော့ဒီမှာ6လုံးမိုင်6လုံးမိုင်နဲ့ပရိ3ညကိုခါသည်ခွာပေါင်းနဲ့ဒီကနေ့က3က6လုံးမိုင်နဲ့ပရိ3ညအောင်နော်ဒီမှာကြားတာ6လုံးမိုင်နဲ့ပရိ3ညအောင်ခါသည်ခွာပေါင်းနဲ့956 956ခါခါခွာငါ6ခါခွာ6နှစ်ခါခွာနှစ်ပရိလေးပရိနဲ့ပရိ3ညပြီးတော့ပရိက8နော်3ညလုံးမှ10လုံးမှ2ပွင့်ရော6လုံးမှပြီးတော့ဒီမှာ4လုံးမှ4လုံးမှနဲ့ပရိ8ခါသည်ခွာပေါင်းဒီမှာတကက်နှစ်ကက်3ကက်4ကက်မှာ4လုံးနိုင်နဲ့4လုံးမှနဲ့ပရိ8 4လုံးမှနဲ့ပရိ8ခါသည်ခွာပေါင်း4လုံးမှနဲ့ပရိ8 4ခါကိုခွာ4နဲ့846အဲ့ဒါပရိလေး2ပွင့်ရောပရိနဲ့ပရိပွင့်2ပွင့်ရောပရိ3ညပရိ3ည2ပွင့်ရောပရိ8ပရိ8 2ပွင့်ရောပရိ6လက်နော်မူရမှာလုံးမိုင်ရ3ညလုံးမိုင်ပြီးပြီ8လုံးမိုင်ပြီးပြီ6ပြီးပြီ4ပြီးပြီ2လုံးမိုင်2လုံးမိုင်နဲ့ပရိ6 2လုံးမိုင်နဲ့ပရိ6ကိုခါသည်ခွာပေါင်းနဲ့နော်2လုံးမိုင်နဲ့ပရိ6ကိုခွာ2လုံးမိုင်နဲ့ပရိ6ကိုခါသည်ခွာပေါင်းနဲ့ဆိုရင်ဒါဒီထဲ4ခွက်ပဲရှိတာထဲ4ခွက်3ခါဆိုခွာ3 8ခါဆိုခွာ8 3ခါဆိုခွာ3 8ခါဆိုခွာ8နှစ်ကလုံးမိုင်ပရိက6ဖြစ်ရမှာထဲ4ခွက်ကြိုင်ရမွေးပေါ့နော်အဲ့ဒီမှာထွက်ပြီးသားကနန်းနေနော်ထွက်ပြီးသားကနန်းနေပရိလေးပရိနဲ့ပရိ3ညပရိ8ပရိ6လုံးမိုင်ရ3ည8 6 4နှစ်ဒါစုံစီနေရနေကြီးပဲနော်အမ2ခါကွာနဲ့6ခါကွာ6 5ခါကွာ5 4ခါကွာ4ဒီမှာ3ခါ8ခါနဲ့နော်3ခါဆိုကွာ3 8ခါဆိုကွာ8နှစ်ကလုံးမိုင်ဆိုတော့ဒီ4ခွက်အထက်ပါနော်မွေးကြိုက်တဲ့လူမွေးပါနော်ကျွန်တော်မင်းတက်သားပါနော်